ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့တကယ်ကိုမျောလင်းချက်ဆိုတာလုံးဝမရှိတော့တဲ့အခြေအနေမျိုးကနေရုံးထွက်ခဲ့တဲ့အာကာသယာဉ်မှူး Mark အကြောင်းပါပဲ Mark ကအင်္ဂါဂြိုလ်ပေါ်မှာတက်ရောက်ထဲကြံခဲ့တာဗျကဘာမြေနဲ့ဆိုတန်းပေါင်းများစွာဝေးနေစားစရာကလည်းပြတ်တော်မယ်တစ်ဖက်မှာလည်းဘသူနဲ့မှအဆက်အသွယ်လုပ်လို့မရတော့ဘူးအဲ့ဒီအချိန်မှာတော့လူတိုင်းကတော့ဒါဟာလမ်းဆုံးပြီလို့ပဲတွေးမိမှာပဲမဟုတ်လားမကိုယ်တိုင်လည်းတခါတလေတွေးမိတယ်ငါဒီမှာတင်တေးရတော့မှလားဆိုပြီးတော့ပေါ့ဒါပေမဲ့ तू ကအရှုံးမပေးခဲ့ဘူး तू ကသူ့ကိုယ်သူပြန်ပြောတယ်မဟုတ်ဘူးငါတိတ်ပန်နီးကြကြစဉ်းစားရမယ်ပြဿနာတစ်ခုကိုအရင်ဖြေရှင်းမယ်ပြီးရင်နောက်တစ်ခုအဲ့ဒီလိုနဲ့ပြဿနာတွေအကုန်ပြေးလေသွားရင်ငါအိမ်ပြန်ရမှာပဲတဲ့ရေမရှိတဲ့ဂျိုပေါ်မှာ तू ရေကိုဖန်တီးတယ်အပင်မပေါက်နိုင်တဲ့မြေကြီးပေါ်မှာအာလူးတွေစိုက်ဖို့ကြိုးစားတယ်အမားတွေရှိရတယ်ပောက်ကွဲမှုတွေကြုံခဲ့ရတယ်ဒါပေမဲ့သူကတော့ရှေ့ကိုပဲဆက်တိုးခဲ့တယ်နောက်ဆုံးမှတော့ဗျာအဲ့ဒီအနီရောင်ဖုံမှုန့်တွေကနေစိမ့်ဆူဆူအပင်ပေါက်လီထွက်လာတဲ့အချိန်မှာမအခါလွမြောက်ရာလမ်းကိုသူကိုယ်တိုင်ဖန်တီးနိုင်ခဲ့ပြီဆိုတာသိလိုက်ရတယ်ဒါကကျွန်တော်တို့ကိုဘာသင်ပေးလဲဆိုရင်ဘဝမှာလမ်းဆုံးပြီလို့ထင်ရတဲ့အချိန်မျိုးမှာတော့စိတ်ထက်မကြဘဲနဲ့ရှိတဲ့ပြဿနာကိုတစ်ခုချင်းလီစိတ်ရှည်လက်ရှည်ဖြေရှင်းသွားမယ်ဆိုရင်ဘယ်လိုအမှောင်တုတဲကမှလွမြောက်ရာလမ်းကိုရှာတွေ့နိုင်မှာပါပဲဆိုတာပါပဲ